ကျိန်စာတင်လက်ကောက်များနှင့်ကံကြမ္မာလှည့်ကွက်မင်းကလေးရဲ့လက်ကောက်ဝက်မှာလက်ကောက်သုံးခွင်းစွမိသွားတဲ့အခါမကြခင်မှာပဲအဲ့ဒီလက်ကောက်တွေကတဖြည်းဖြည်းကျက်လာပြီးသူမရဲ့အသားထဲအထိတိုးဝင်နှိမ့်မြုပ်သွားပါတော့တယ်သူမခမများခါချဖို့ဘလို့ပဲကြိုးစားပါစေကြက်ညက်နေတဲ့အခြေအနေဆိုတာထက်ကိုပိုဆိုးနေခဲ့တာပါနာကျင်မှုတွေကသူမရဲ့မျက်နှာအထိပြန့်နှံ့လာတာကြောင့်ဒူးထောက်လဲကျသွားရရှာတယ်ဘေးကလူတွေကဝိုင်းအောင်လာပြီးလက်ကောက်တွေကိုချွတ်ပေးဖို့ကြိုးစားကြပေမဲ့ဘလို့မှမတက်နိုင်ခဲ့ပါဘူးတကယ်ကိုပဲဒီအခြေအနေကြီးကိုအန်ရထိန်းချုပ်ဖို့အရေးတကြီးလိုအပ်နေပါပြီချက်ချင်းဆိုသလိုပဲသူမရဲ့မျက်လုံးတွေကရဲကားနဲ့ဖြစ်သွားပြီးအနီရောင်လင်းတန်းတွေမှုတ်ထုတ်လိုက်တာကြောင့်ပတ်ဝန်းကျင်ကအယောင်သွေးတွေကိုစုပ်ယူသွားပါတော့တယ်တလောကလုံးလဲအဖြူမဲတုံးတုံးပြောင်းသွားခဲ့ရတဲ့အံ့ဩလွန်လို့ပါဆက်အဟောင်းသားဖြစ်ရမယ်မြင်ကွင်းပါပဲဒီအခါမှာမော်စရာကပြောလာပါတယ်မင်္ဂလာဆောင်တဲ့အထိစောင့်ရုံပဲရှိတော့တယ်သူတို့သားလောင်းကညံစမ်းပဟေလီ၃ခုကိုမှန်အောင်ဖြေနိုင်မှသာဒီချိန်စာကအလိုလျောက်ပြင်မှာညံစမ်းပဟေလီဆိုတာတေချာတွက်ချက်ပြီးဖြေရမှာလေဒါပေမဲ့ဒီတိုင်းဆိုအန်နာဟာလက်ကောက်တွေရဲ့တန်းကြောင့်တဖြည်းဖြည်းယူသွတ်သွားလိမ့်မယ်အချိန်ပြန်ပွဲနဲ့လက်စားချီမှုဒါကြောင့်မို့လို့သူမအရွယ်ရောက်လာတဲ့အခါမှာတော့ဖခင်ဖြစ်သူဟာမင်္ဂလာပွဲကိုအလင်းအမြန်စီစဉ်ပေးရပါတော့တယ်သူမနဲ့အတူလေ့ကျင့်မှုတွေလုပ်ခဲ့ပြီးတန်ရောစင်တွဲခဲ့တဲ့ကောင်လေးကရှေ့ထွက်လာခဲ့တယ်ဒါပေမဲ့ပထမဆုံးမိကုန်းကိုတော့တတ်မှတ်ချိန်တွင်သူမဖြေနိုင်ခဲ့ပါဘူးသူခများတဲအုပ်ဦးလေးရောက်တော့မဲ့ကိန်းဆိုင်နေပြီးတကယ်ကိုအသက်ရှူကျရမယ့်အချက်တဲ့အခိုက်အတန့်ပါပဲဒါပေမဲ့ရုတ်တရက်ဆိုသလိုသူ့အမေရဲ့စကားကိုတတိယသွားပါတယ်အသက်ရှင်နေမှသာငါတို့အတွက်မျှော်လင့်ချက်ရှိမှာအဲ့ဒီနောက်မှာတော့အန်နာရဲ့ပထမဆုံးလက်ကောက်ကွင်းပြုတ်ထွက်သွားခဲ့ပါတယ်ဒုတိယမိကုန်းမှာတော့သူ့အဖြေကိုတတိယသွားပြီးနောက်ဆုံးစက္ကန့်ရောက်မှာပဲဒုတိယမြောက်လက်ကောက်ကွင်းထပ်မံပြုတ်ထွက်သွားပြန်တယ်ဒါပေမဲ့ကန်ဆိုးချင်တော့သူ့ရဲ့မိသားစုကိုဖျက်ဆီးခဲ့တာအန်နာရဲ့အဖေဆိုတာကိုလည်းသူတပြိုင်နက်တည်းတတိယသွားခဲ့ပါတယ်ဒီတော့သူဟာစက်မပြေတော့ပဲဒီနေရာကနေထွက်ခွာသွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်နောက်ထပ်ဗီဒီယိုတွေကြည့်ဖို့အပေါင်းလေးနှိပ်ပေးသွားကြပါလို့တောင်းဆိုပါတယ်ကြည့်ရှုသူအားလုံးကျေးဇူးအများကြီးတင်ပါတယ်